ဘယ်မောင်တင်တယ်ဆိုတာကြားဘူးလားဗျဘယ်မောင်တင်တယ်တကယ်ရှိခဲ့တယ်နတ်ဖြစ်မဖြစ်ကမသိဘူးနတ်ဖြစ်မဖြစ်သိချင်းနတ်ဖြစ်သွားတော့မြန်မာသူရဲ့ကောင်းများစာအုပ်ကောင်းတယ်အဲ့ဒါရေးတဲ့သူကဆရာနန်းကျော်ရှင်ရေးတယ်အဲ့ဒီမှာဖတ်ကြည့်နတ်ဖြစ်မဖြစ်တော့မသိဘူးတို့တော့မြန်မာတွေကစွမ်းကြီးတဲ့တကိုးစွမ်းကြီးတဲ့ပေါင်ဝါကြီးတဲ့ပုံကိုယ်တွေကိုနာထပေါ့အားကိုးတာနေပြီသူတို့တည်တဲ့အခါနတ်ဖြစ်သွားတယ်လို့ယုံကြည်ရင်ကနေပြီးတော့ကိုးကွယ်မှုတွေဖြစ်လာမောင်တင်တွေကတကယ်ရှိခဲ့တယ်အဲ့တော့ तू က bronze လို့ခေါ်တယ် BRZ bronze ကြေးခစ်ဒီတရုတ်နိုင်ငံတောင်ကြေးလက်နက်တွေပဲသုံးနေတဲ့အချိန်မြန်မာပြည်ကတန်ခစ်ရောက်လာတန်ခစ်ဆိုဘဲမောင်တင်တွေလောက်ခဲ့တဲ့ဘဲဘူကအခုချိန်ဒီတကောင်းအဝင်မှာရှိသေးတယ်ဘဲဘူကိုနောက်တစ်ခုအဲ့ဒါတန်နေပဲရတယ်လဲဆိုတော့တကောင်းနဲ့ကြမ်းညက်ကြမှာတန်ချက်ဖို့ပေါင်း120ကျော်ရှိတပည့်တော်အဲ့ဒါကြံကင်းကြီးတွေပဲတိုးပြီးတော့နော်ခြုံမုတ်တွေတိုးပြီးတော့သူ့တင်တာလောက်ခဲ့တာအဲ့ဒါတော့ AR မြေကမ်းဘေးမှာအဲ့ဒီတန်အကျန်းတွေကိုပြန်ပြီးတော့အချောထုတ်တဲ့နေရာတွေလည်းရှိတယ်အဲ့ဒါနော်ဒီနေ့ချိန်ထိအဲ့ဒါတွေတွေ့ရတပည့်တော်တို့တကောင်းဒီဘက်ကထိကြိုက်တဲ့ကိုတွားလိုက်ရင်တောင်းဘွက်တောင်လို့ခေါ်တာအင်္ဂလိပ်ကတောင်းဘွက်လို့ခေါ်တာအမှန်မှာတော့ဓမ္မရသမင်းကတဝေကရတဲ့အခါကျတော့သုလသဝဘာသံဘဝကိုနှင်းထုတ်လိုက်နောက်တော့သူကိုယ်တိုင်တဝေကရတဲ့အခါတောထွက်ပြီးတော့ယသိယဟန်တာပြုကျင့်တဲ့အခါကျတော့သူ့နောက်မှာအမတ်တောင်းပါသွားအဲ့အမတ်တောင်းကိုမိဖုရားတွေကလိုက်လာတဲ့အခါမမြင်ရအောင်ဆိုပြီးဖုံးကွယ်ထားလို့တောင်းဖွက်တောင်းအဲ့တောင်းဖွက်ကနေတောင်းဘွက်လို့အင်္ဂလိပ်ကကလေးသူအင်္ဂလိပ်ကမြေပုံဆွဲတဲ့အခါတောင်းဘွက်လို့ဘီနဲ့ရေးပါတယ်ဗျာနော်ရှင်မြတ်တို့တောင်းဘွက်တောင်ဆိုကလေးတို့အခက်မဖြူဖြိုက်နဲ့ထွက်တယ်တန်ကိုပြန်ပြီးတော့တန့်စင်တယ်အဲ့လိုလုပ်တဲ့အခါကျတော့ရွရိုနိုင်ငံတန်ကိုလက်နဲ့သုံးတဲ့နေရာတန်ကိုအများကြီးသုံးတယ်ပြောချင်တာအဲ့ချိန်တော့မြန်မာကနိုင်ငံသားကိုတန်ရောင်းတာအဲ့တော့ AR မြေအတိုင်းသွားဒီလိုတေခစ်တရားကအဓိကအတွက်ချက်တီပဲပြည်တို့ဘာတို့ကပင်လယ်စိတ်ကမ်းမြို့ကြီးတွေပဲအဲ့တော့အဲ့ဒီကနေနိုင်ငံသားကိုထုတ်တာအဲ့တော့တေခစ်တရားကမြို့ကိုတီတဲ့အခါကျတော့မြို့ပနတ်တွေရိုက်တာတန်နေနဲ့ရိုက်တာရှင်ဗျ4ပေလောက်ရှိတယ်3ပေ4ပေအဲ့ဒါကနေတေခစ်တရားမျိုးဟောင်းကိုသွားလေတဲ့အခါခုချိန်ဒီတန်နေနဲ့ပနတ်ရိုက်တာတွေ့လိုက်မယ်နော်အဲ့တော့တန်ခစ်တီတစ်ခစ်ပြောင်းနိုင်ခဲ့တဲ့တကူဆွမ်းကြီးတဲ့ပုံကိုမြန်မာရဲ့လူစွမ်းကောင်းအမောင်တင်တယ်အဲ့မောင်တင်တယ်ကတရုတ်ကနေပြီးတော့တရုတ်မင်းကတကောင်းကိုသိပြီးတဲ့အခါကျတော့ခင်ဗျားကိုတူကောင်းပြုခြင်းလို့ပါဆိုပြီးတော့ဗပဲမောင်တင်နေရဲ့နှမကိုမိဖုရားမြောက်တယ်တူကောင်းပြုခြင်းလို့ဆိုခေါ်ပြီးမောင်နှမ2ယောက်လုံးတပ်ပြစ်လိုက်တယ်အားလုံးသိတဲ့သမိုင်းမှာဟုတ်လားမိရှုပ်ပြစ်လိုက်တယ်နောက်တော့သူအစိမ်းသေးဖြစ်သွားတာပါလားမသိဘူးပေါ့ဗျာအဲ့မှာစကားပင်ရနေအေရီမြစ်တိုင်းမျိုးလာတော့လောကနာတာစိတ်ကမ်းမှာတင်တော့တေးလေကြောင်မင်းကိုသွားပြီးတော့အိမ်မက်ပေးတယ်အိမ်မက်ပေးရနေတေးလေကြောင်မင်းကနေစရာပေးတဲ့အခါကျတော့ဘဲတောင်ပေးလိုက်ပုပ်ပါတောင်ပုပ်ပါကိုတောင်ကိုပါဠိလိုဘယ်လိုပြောလဲညာဂိရိအဲ့တော့တောင်ကြီးကထူးထူးခြားခြားကြီးမို့လို့မဟာဂိရိအဲ့တော့မဟာဂိရိကနေပြီးတော့မင်းမဟာဂိရိနဲ့ဆိုတာမောင်တင်နယ်ကိုပြောတာမင်းမဟာဂိရိနဲ့ကိုးကွယ်လိုင်းကနေမြန်မာပြည်ရဲ့နတ်သမိုင်းအစအဲ့ရနေသားအနော်ထားလက်ထက်ကျတော့အတွင်း38မင်းအပြင်38မင်းရှုပ်ရှက်တွေခတ်ကုန်ဒါကြောင့်အနော်ထားအဲ့နတ်တွေအကုန်ဖြုတ်ပြီးနတ်လောင်ကြောင်းနဲ့အကုန်တော့တွေပါတွေခတ်ပြီးကုန်ထားဒါဒီနတ်သမိုင်းတွေပြောရင်ရှင်းသွားမှာဆိုလို့ဒါတော့နတ်သမိုင်းစာအုပ်တွေ6အုပ်ရှိတယ်နော်ရှင်များတို့ e-book လို့ရင်ဟုတ်လားအဲ့ဒီကနေနောက်တစ်ခါဒီဘယင်းတောင်လက်ထက်ကျတော့နတ်ကိုးကွယ်မှုတွေကများလာပြန်အဲ့မှာဘယင်းတောင်ကဒီလောက်နတ်တွေကိုးကွယ်နေလို့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ကိုတူကိုတာကြိုးစားရမယ့်ဟာတွေတိုင်းသူပြည်သားတွေအကြီးချင်းတွေနဲနေပြီးနတ်တွေကိုးကွယ်ရင်ပြစ်ဒဏ်ခတ်မယ်အရေးယူမယ်ဒဏ်ငွေတတ်မယ်ထောင်ချမယ်ကြိမ်ဒဏ်ပေးမယ်ဆိုမှအဲ့မှာမကိုးကွယ်ပဲလည်းမနေနိုင်ဘူးအိမ်ရှိလည်းပြောင်းမကိုးကွယ်ရဘူးအိမ်ထဲကိုပုံပြီးတော့ကိုးကွယ်လို့အဲ့ဒါအိမ်တွင်းမောင်နှမဖြစ်သွားဒါဘယင်းအောင်လက်တဲ့ကျမှအိမ်တွင်းမောင်နှမဖြစ်သွားတယ်မောင်တင်နေတို့မောင်နှမပဲအဲ့တော့ဘယင်းရုတ်တရက်လာရင်ကွယ်လို့ကာလို့ရအောင်နေမှာပေါ့ဗျာအဲ့မှာခုနပြောတယ်အဝိသလေးရှိရကာထားတာပါဟုတ်လားအတွင်းမောင်နှမဖြစ်သွားရင်နော်အဲ့ဒါမြန်မာပြည်ကနတ်သမိုင်းမှာတော့ဒါအစောဆုံးပါပဲဗျာနော်ဘယင်းမောင်တင်တယ်တို့မင်းမဟာဂိရိနတ်ဆိုတာဒါတွေပြောတာ